ဘောလုံးချစ်ပရိသတ်တွေအတွက်ဒီနေ့တင်ဆက်ပေးသွားမှာကတော့ United ရဲ့ဂန်ဝင်တိုက်စစ်မှုကြီးဒီမီတာဘာဘာတော့ရဲ့အကြောင်းပဲဖြစ်ပါတယ်။ဘာဘာတော့ကိုမမြန်ဘူးလို့လည်းပြောရခက်ပါတယ်။မြန်တယ်လို့လည်းမဆိုနိုင်ပါဘူး။ခွန်အားကိုအားပြုမထားပေမဲ့ပြင်းထန်တဲ့ကန်ချက်တွေကိုမကန်နိုင်တာလည်းမဟုတ်ပြန်ပါဘူး။ဘာဘာတော့ကပြောရရင်တော့လိုအပ်တဲ့လောက်ပဲကစားတယ်လို့တောင်ဆိုရမှာပဲဖြစ်ပါတယ်။ဒီနေရာမှာဒီလောက်ပဲအားကုန်ခံရမယ်ဆိုရင်အဲ့ဒီထက်ပိုပြီးအားကုန်ခံဖို့မကြိုးစားတာမျိုးလည်းဖြစ်ပါတယ်။အုံနောက်ကိုပို့ပြီးတော့ဦးစားပေးတဲ့သူပဲဖြစ်ပါတယ်။ဒါကိုသူ့ရဲ့လောက်အားပြင်းတဲ့ဘောလုံးပဲဖြစ်ပါစေ။ရှန်ထွက်မသွားပဲလိုအပ်တယ်လို့ထိန်းနိုင်တာကဘာဘာတော့ကိုထူးကဲစေတာပဲဖြစ်ပါတယ်ဘောလုံးကိုဘက်ကတဲ့နေအောင်အကက်ထိန်းတဲ့အတိုင်းလဲဒီလိုကောင်းတယ်လို့မဆိုနိုင်ပါဘူးဘာကြောင့်လဲဆိုတော့ဘောလုံးမှာကအဲ့လိုကတ်နေအောင်အမြဲထိန်းလို့မရလို့ပဲဖြစ်ပါတယ်လိုချင်တဲ့ဘက်ကိုဘောလုံးအထွက်ရအောင်ထုံးနိုင်ဖို့တွက်ချက်ပြီးထိန်းကြရတာပဲဖြစ်ပါတယ်ဒါမျိုးကိုဘာဘာတော့ကတော့ပိုင်ပိုင်နိုင်နဲ့ကိုပဲလုံနိုင်သူပဲဖြစ်ပါတယ်ဘာဘာတော့ရဲ့ထူးချွန်မှုတွေထဲမှာဘောလုံးထိန်းတာတခုတည်းမဟုတ်ပဲနဲ့ဘောလုံးကိုလည်းတည်ယူမှုလိုအပ်ရင်လိုအပ်တယ်လို့လုံနိုင်ပြီးတော့တွဲဖက်တိုက်စစ်မှုတွေလမ်းကြောင်းတွေကိုတည်တည်တက်တက်ပြန်ထည့်ပေးနိုင်တဲ့ကစားသမားမျိုးပဲဖြစ်ပါတယ်ဒီနေရာမှာဘာဘာတော့နဲ့ပတ်သက်လို့လူတွေပြောကြတာတိတ်မတွေ့ရတဲ့ကျွမ်းကျင်မှုကတော့ဘောလုံးကိုသူ့ခြေထောက်ထဲမှာလိုအပ်တယ်လို့ထိမ့်သိမ့်ပြီးတော့သူ့စီကနေရအောင်ပြန်လူယူနိုင်ဖို့ဆိုတာခရင်တာပဲဖြစ်ပါတယ်အထူးသဖြင့်ဘာဘာတော့ကဘောလုံးကိုကာကွယ်ဂက်လုပ်ရမှာအားနဲ့ကိုကာရကိုအရန်သုံးဖို့မလိုပဲမြဲအောင်ထိန်းထားနိုင်တာကြောင့်ပဲဖြစ်ပါတယ်ဟိုကပလေးတွေလင်းကပလေးတွေမှာလည်းတော်တော်ကောင်းခဲ့တဲ့အထဲမှာပါပါတယ်အဆုံးသက်ပိုင်းမှာလည်းတွေးနဲ့အဆုံးသက်နိုင်တဲ့ကစားသမားဖြစ်ပြီးတော့အေရီးယာအတွင်းမှာနေရာယူပုံရွေလျားပုံကတော်တော်ကိုညံ့ညောတဲ့ကစားသမားမျိုးဖြစ်တယ်လို့အဆုံးသက်ပုံအနေနဲ့လည်းပုံစံမျိုးစုံနဲ့အဆုံးသက်နိုင်ပါတယ်ညံသမားဖြစ်လို့မလိုအပ်ပဲအားနဲ့ကန်တာမျိုးအဝေးတောင်တွေကိုဝေးဝိုက်ကန်ဖို့ကြိုးစားတာမျိုးတဲ့ဂိုးသမားကိုလှည့်စားဖို့နဲ့အမြန်ဆုံးဂိုးဝင်သွားနိုင်မဲ့တောင်းတွေကိုတိုက်ခိုက်ဂိုးသွင်းတတ်သူပဲဖြစ်ပါတယ်အရန်မြန်တဲ့အထဲမှာမပါဘူးဆိုတကယ်တော့ဘာဘာတော့ကလုံလောက်အောင်မြန်ပြီးတော့သူကနောက်လုံးမဲ့အရွေ့အတွက်ပြောင်းလဲပြင်လွယ်ရှိအောင်သူ့မြန်နှုန်းကိုချိန်ညှိထားတတ်သူပဲဖြစ်ပါတယ်ဂိုးလွန်ဘောစီးဘော်ကနေဘောလုံးကိုတစ်ချက်လှည့်ကျော်ယူပြီးရိုနယ်ဒိုရဲ့လမ်းကြောင်းထဲကိုထိုးထည့်ပေးလိုက်တဲ့သူ့ဖန်တီးမှုကအခုထိပြန်ကြည့်နေကြတော့ဖြစ်တယ်လို့ဘာဘာတော့ကသူ့မြန်နှုန်းနဲ့နောက်အရွေ့ကိုကြိုတင်ချိန်ညှိထားတတ်တယ်ဆိုတာကအဲ့ဒီကနေအထင်းသားပြနေတာပဲဖြစ်ပါတယ်တိုက်စစ်မှုတယောက်ဆိုတာတိုးဖို့ရုံးဖို့တခုတည်းမဟုတ်ပဲပြိုင်ဘက်နောက်တန်းနေမြင်ကွင်းကနေအပြောက်နေပြီးချိန်သားကိုက်ပြေးဝင်ပြီးတော့လိုအပ်တဲ့နေရာအရောက်မှာတိတိကျကျသွေးအေးအေးနဲ့သွင်းယူနိုင်ဖို့ကလည်းအရေးကြီးပါတယ်ဘာဘာတော့ကအဲ့ဒီသွေးအေးပြီးတော့ချိန်သားကိုက်မှုအပြည့်ရှိတဲ့ကစားသမားပဲဖြစ်ပါတယ်မိုနာကိုမာတော့ကပြိုင်ဘက်နောက်တန်းနေနဲ့ဂိုးသမားတွေကိုပါကြော်ပြီးတော့အဝေးတိုင်တွေကိုအသာလေးမကြော်သွင်းသွားတဲ့ဂိုးကဆိုရင်သူ့ရဲ့တွက်ချက်မှုစိတ်ကူးစိတ်တန်းနဲ့ပိုင်နိုင်ကျွမ်းကျင်ပိုင်နဲ့တက်နိုင်ခဲ့တဲ့အထိအဆင်ပြေခဲ့ပါတယ်ရှုံးထွက်အဆင့်မှာပဲလီဗာပူးဘက်ကိုဂိုးသွင်းနိုင်ခဲ့ပြီးတော့ဖိုင်နယ်မှာတော့ Real Madrid ကို 2-1 ဆိုတဲ့ရလဒ်နဲ့ရှုံးခဲ့လို့နစ်နာခဲ့ရပြန်ပါတယ်ဒီဟာအပါဝင်နဲ့ဆိုရင်သူ့တက်တန်းတစ်လျှောက်မှာ Champions League Final 3 ကြိမ်တက်ဖူးတာဖြစ်ပြီးတော့ United ကိုရောက်တော့2 ကြိမ်တက်ပါသေးတယ်2 ကြိမ်လုံးဘာစီလိုနာကိုရှုံးခဲ့ရပါတယ်စပါးနဲ့အတူ2009-2008 ကာရာဘာဖလားကိုရယူနိုင်ခဲ့ပြီးတော့အဲ့ဒီအချိန်ခါကနေပြီးတော့အခုလက်ရှိအချိန်ထိစပါးအသင်းနောက်ဆုံးရရှိခဲ့တဲ့ဖလားပဲဖြစ်ပါတယ် Final မှာ Chelsea ကိုနိုင်ခဲ့ပြီးဘာဘာတော့နဲ့ဝူဂိတ်တို့ဂိုးသွင်းပေးခဲ့ကြပါတယ် United ကသူ့ကိုခေါ်ခြင်းတယ်ဆိုတဲ့အခါမှာတော့ဆန္ဒတွေပြဿနာတွေတက်တဲ့အထိဖြစ်ခဲ့ပြီးတော့အပြောင်းအရွှေ့နောက်ဆုံးအချိန်ကြမှာပဲအတီးပြုတ်နိုင်ခဲ့တာကတော့အမတ်ရစရာတစ်ခုပဲဖြစ်ပါတယ်ဘာဘာတော့ဟာ Manchester United နဲ့ Premier League ဖလား2 လုံး League ဖလား1 လုံးကမ္ဘာ့ကပ်ဖလား1 လုံးရယူပေးနိုင်ခဲ့ပါတယ်ဘာဘာတော့ရောက်လာပြီးတိတ်မကြခင်မှာပဲ United ကတီးဘက်ကော Ronaldo ပါထွက်သွားပြီးတော့အကောင်းဆုံးတိုက်စစ်အစုအဖွဲ့မရှိတော့တာကတော့သူ့အတွက်နစ်နာသွားခဲ့ရပါတယ် United ကနေထွက်တဲ့အချိန်မှာဖူဟန်မိုနာကိုပေါက်စတဲ့အသင်းတွေစီကိုပြောင်းပြီးတော့ကစားခဲ့ရင်ဘောလုံးကစားသမားဘဝကနေပြီးတော့အနားယူသွားခဲ့ပါတယ်ဒီနေ့လိုကစားကွက်ကိုဘောလုံးလက်ခံပြီးတဲကစားပေးရတဲ့ကစားကွက်တွေတွဲကစားပေးနိုင်မဲ့တိုက်စစ်မှုတွေအဖိုးတန်လာတဲ့အချိန်မှာတော့ဘာဘာတော့လိုဂိုးသွင်းကြီးလဲကောင်းကစားကွက်တဲ့လဲပါဝင်ပြီးတွဲကစားချိတ်ကစားပေးနိုင်တဲ့တိုက်စစ်မှုမျိုးကပြန်ပြောင်းအမှတ်ရစရာဖြစ်နေတော့မှာတော့အမှန်ပါပဲအဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်အားကစားသတင်းအစီအစဉ်တွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့ကျွန်တော်တို့ MM Media ရဲ့ Facebook YouTube TikTok တို့ Like and Subscribe လုပ်ပြီးတော့စောင့်ကြည့်နိုင်ပါတယ်ဘောလုံးပွဲတိုင်းလိုက်ကြည့်ရှုခြင်းတဲ့ပရိသတ်များအနေနဲ့ www.mm.stream မှာအခမဲ့တိုင်းလိုက်ဝင်ရောက်ကြည့်ရှုနိုင်ဖြစ်ကြအောင်သတင်းကောင်းပိုင်းနဲ့နောက်စီစဉ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ကျွန်တော်ကတော့စင်တင်ဆက်သူဖာဖာလေးပဲဖြစ်ပါတယ်